ဗီဒီယိုလေးမှာကျွန်တော်ကဒီ service add လုပ်တာကိုထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် service add လုပ်ဖို့အတွက်ကျွန်တော် product တွေထပ်သွားမယ် product ထဲမှာ add လုပ်မယ်ပြီးတော့လို့ရှိရင် service တွေသွားမယ် service ထဲမှာကျွန်တော်တို့ဒီဘယ်လိုပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ခါ service fee ပဲပေါ့နော် service service fee ကိုပဲပေးလိုက်မယ်နှုတ်မှာတော့မထည့်တော့ဘူးเนาะပြီးသွားရင် category မှာဒါတော့ဒီ category ကဒီဟိုဘက်က product category နဲ့မတူဘူးသူက service ဖြစ်တဲ့အတွက် service category ကိုပြောတာဖြစ်တယ်ဒီမှာကျွန်တော်တို့အထွေထွေလိုပဲထည့်လိုက်မယ်เนาะဒါဆို product ကုတ်မှာခုနဒီ product adder မှာ1001နဲ့ဝင်တဲ့အတွက်ဒီ service မှာကြာတော့1002နဲ့တက်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာ price မှာကျွန်တော်က0ထားလိုက်လို့ရတယ်service fee ကကြာတော့9000ယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီ unit ကသုံးစရာမလိုဒီတိုင်းပဲထားလို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင် save လုပ်လိုက်မယ်ကျန်တာမလုပ်တော့ဘူးဆိုတော့ဒီမှာ inventory ထဲမှာကျွန်တော်တို့ဒီ product တစ်ခုပဲမြင်ရတယ်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော် service ကိုဖွင့်တာလို့ပါ service ကိုဖွင့်ပေးရမယ်ဒါဆိုလို့ရှိရင် service က product အောက်မှာ service tag အောက်မှာ service ဆိုတာပေါ်လာပြီဒီမှာကျွန်တော်ပုံနေထပ်ထည့်လို့ရတယ်เนาะထည့်ခြင်းထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ POS ကိုပြန်သွားမယ် POS မှာ service ရဲ့ physical item ရဲ့ဝင်သွားပါပြီကျွန်တော်အခုရောင်းရိုက်ပြပါမယ်ဆိုတော့ physical item ကိုနှိပ်လိုက်တယ်ဒီမှာ cut ထဲဝင်သွားတယ် cut ထဲမှာဒီမှာကျွန်တော် quantity တွေအတိုးလျှော့လုပ်လို့ရတယ်ပြီးတော့လို့ရှိရင်ဒီမှာ unit က PCS ပဲရှိရတဲ့အတွက် PCS ကိုပဲပြရတယ်နောက်တစ်ခုကကျွန်တော်ဒီမှာ quad s ဆိုတာရှိရပါတော့ quad s ဆိုတာကျွန်တော်အများကြီးရောင်းရလို့ရှိရင်တော့30ဆိုပြီးတန်းထည့်လို့ရတယ်ပေါ့နော်ထည့်လိုက်လို့ရှိရင်တော့stock က30ခုနဒီဘက်မှာတစ်ခုထည့်တာအတွက်17ခုဖြစ်သွားတော့လက်ကျန်မလုံးတော့ဘူးဆိုပြီးတော့သူကဒီမှာ alert ပေးတယ်ပေါ့နော်ဆိုတော့ဟိုကဒီဟာကို3လို့ပဲထည့်လိုက်မယ်ပြီးသွားရင်ဒီမှာ add လုပ်လိုက်လို့ရှိရင်ကတ်ထဲမှာ4ခုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာတစ်ခုထပ်ပြီးတော့ပြချင်တာကျွန်တော်တို့ဒီမှာ barcode scan ဖတ်လို့ရတယ်ဒါ5ခုဖြစ်သွားပြီကင်မရာအရင်မြန်တော့နည်းနည်းတော့ဒါဆို9ခုဖြစ်သွားပြီပေါ့နော်နှစ်ချက်ဝင်သွားတယ်ဆိုတော့အဲ့ဒါကိုနှိပ်ကြည့်လို့ရတယ်ပြန်ပြင်လို့ရတယ်ပေါ့နော်ပြီးသွားရင်ဒီမှာ whole order ဆိုတာရှိတယ်ဒါကြောင့် whole order နှိပ်လိုက်လို့ရှင်သူကဒီခုနတော့ရိုက်ထားတဲ့ voucher ကဒီခဏသိမ်းလိုက်တယ်သိမ်းပြီးကျွန်တော်နောက်ထပ်အရောင်းတစ်ခုထပ်လုပ်လို့ရတယ်အဲ့ဒီသိမ်းလိုက်တဲ့ဒီ voucher ကိုကျွန်တော်ဒီထိတ်ဆုံးသားလေးကဒီစာရွက်ပုံလေးမှာနှိပ်ပြီးတော့ပြန်ခေါ်လို့ရတယ်ပေါ့နော်တကယ်လို့ဒီမှာအဲ့လိုမျိုး hold လုပ်တာအများကြီးဆိုလို့ရှိရင်ဒီမှာ list အများကြီးပြနေမှာဖြစ်တယ်ကျွန်တော်ဒီဟာကို manual ရှင်းပေးရမှာပေါ့နော်တကယ်လို့မရောင်းဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့ဟာကို delete လုပ်ပြီးတော့ရှင်းပေးရမယ်ဒါ delete လုပ်လိုက်လို့ရှိရင်တော့ပျောက်သွားမယ်ပေါ့နော်ပျောက်သွားရင်ဒီမှာလည်းဒီထိမှာလည်းသူစာရွက်မှာလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်ဒီမှာနှစ်ခုအပ်မယ်ဆိုတော့နှစ်ခုဝင်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအပ်ပြီးသွားလို့ရှိရင်ကျွန်တော် service ကိုလည်းသွားမယ် service မှာထပ်ထည့်မယ်ဒါဆို service ဝင်သွားပြီကျွန်တော်ဒီမှာ service fee က9000အနေနဲ့ဝင်သွားတယ်ဒီ item နှစ်ခုဝယ်ရတယ်ဆိုတော့ကျွန်တော်တို့ဒီအရောင်းကိုဆက်သွားမယ်အရောင်းဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာဒီကျွန်တော်တို့ discount တွေပေးလို့ရမယ် discount ကိုရာခိုင်နှုန်းနဲ့ short ပေးလို့ရမယ်ဒီမှာ4200ဆိုကျွန်တော်တို့200 short ပေးတာလုပ်လို့ရမယ်ဒါ KS ဆိုတာကြက်နဲ့ short ပေးလိုက်တာဖြစ်200ကို short ပေးလိုက်တာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ total မှာ33400ဆိုပြီးတော့ပြ
ပြသွားမယ်ပေါ့နော်မူရင်းဈေးနှုန်းကဒီမှာ334,200ကျနေတာဆိုတော့ဒီဟာကို10%ပြောင်းကြည့်မယ်ကျွန်တော်ဆိုတော့ရာခိုင်နှုန်းကိုပြောင်းလိုက်လို့ရှိရင်သူက10%က334,020ဟုတ်ပါဘူး13,420ဆိုပြီးတော့ရှိရပေါ့နော်ဆိုတော့ဒီမှာနှုတ်ပြီးသားပြမယ်ကျွန်တော်ဒီမှာ payment မှာကျွန်တော်ဘာနဲ့ပေးချင်မလဲဆိုတာကိုကျွန်တော်ရွေးပေးလို့ရတယ်ဒီမှာ attach အနေနဲ့ bracelet တွေတွဲလို့ရတယ်ကင်မရာနဲ့တခါလေးရိုက်မလားကင်မရာကြီးကနေပြီးတော့တွဲမလားပေါ့နော်ဒီမှာဒီ payment တွေကကျွန်တော် setting ထဲမှာဒီ menu အောက်မှာပေါ့နော် menu အောက်မှာသွားပြီးတော့ create လုပ်လို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာကိုပတ်စံဘယ်လောက်ရလဲဆိုတာထည့်ပေးလို့ရတယ်မှာ10သိန်းကိုရိုက်လိုက်လို့ရှိရင်ကျွန်တော်ပြန် chain ကိုရ10သိန်းဆိုပြီးတော့ပြပေးမှာနော်ဟိုမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ3,200,000ဆို3,300,000ရေးပေးလိုက်လို့ရှိရင်ဒီမှာပြန်ရမယ့်အမောက်က10ပေါ်တယ်ပေါ့နော်မထည့်ပေးလဲရတာပေါ့အပြင်မှာကိုယ့်အကိုအန်ဂျင်လဲအန်လို့ရဒါတော့ဒီတိအောင်လို့ပဲဟိုမှာအမောက်များလို့ရှိရင်ဘယ်လောက်ရလဲဆိုတာကိုဒီကက်ရှားနေပြီးတော့တိအောင်လို့လုပ်ပေးထားတာဖြစ်ပါတယ်ဒါကိုမသိမ်းပါဘူးဆိုတော့ check out လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ preview select preview and print select ဆိုပြီးတော့တက်လာမယ်ပေါ့နော်ဒါဒီတိုင်း close လုပ်လိုက်ရရတယ်ဒါတကယ်လို့ print ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီဟာကိုသွားပြီးရရင်ဒီမှာ print select ကိုနှိပ်လိုက်ရင် select ကထွက်သွားမယ်ဒါမှမဟုတ်လို့ရှိရင်screenshot ပေးပါလား screenshot ပေးမယ်ဆို screenshot လုပ်လိုက်လို့ရှိရင် screenshot share ပေးလို့ရမယ်ဒါမှမဟုတ်လို့ရှိရင်ဒီကျွန်တော်တို့ကဒီ printer ကြီးတွေနဲ့သုံးတယ်ဆိုလို့ရှိရင်ဒီမှာ PDF နဲ့ဒီလိုမျိုးပေးလို့ရတယ် printer ဒီ A4 printer နဲ့ဒီ A4 size printer နဲ့ထုတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် printer ရှိတိုင်း printer နဲ့ထုတ်လို့ရတယ်ဆိုတော့ဒီမှာတော့မပြတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ detail တွေပါကြည့်လို့ရမယ်ပေါ့နော် detail ကြည့်လို့ရအောင်ဒီမှာ print ဟိုက web page နဲ့ဝင်သွားတယ်ကျွန်တော် slip မတွဲလိုက်ဘူးပေါ့နော်slip တွဲရင်ဒီမှာ slip ပြမယ်နောက်တစ်ခုကじゃအောက်ဆုံးမှာ delete လုပ်တာပေါ့တကယ်လို့မှားယွင်းဖြစ်သွားလို့ရှိရင်ဒါကို delete လုပ်အောင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာကို admin ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင် transaction history မှာသွားကြည့်လို့ရမယ်ကျွန်တော်တို့ဝင်သွားတာ transaction history ကိုဝင်သွားတာနဲ့ဒီမှာ transaction ဟိုဒီဘယ်လောက်ရောင်းရလဲဘယ်လောက်မြတ်တယ်ဆိုတာတခါတွက်ပြတာလေဒီ voucher ဝင်လိုက်လို့ရှိရင်လည်းဒီအတိုင်းပဲကျွန်တော်ဒီမှာ profit ဒီဘယ်လောက်ရတယ်ဆိုတာအသေးစိတ်ကိုတခါတွက်ပြတာပေါ့နော်ကျွန်တော်က voucher ထဲမှာ1000ကျော်10% short ပေးလိုက်တဲ့ဖြစ်တဲ့အတွက်ဒီမှာဒီရတဲ့အမောက်တွေမှာ10% ကို short ပြီးတော့မှအဲ့ဒီ10%နှုတ်ပြီးသားအမြတ်ငွေကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအယောင်ရိုက်တာ product ထည့်တာဒီဒါတော့ပုံမှန်ရောင်းတဲ့လူတွေအတွက်ကဒီလောက်ပါပဲတကယ်လို့အများကြီးထည့်ရမယ်ဆိုလို့ရှိရင်နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်ထပ်ပြီးတော့ဒီ data manage အောက်ကနေပြီးတော့ဒီ import export လုပ်တာတွေကိုထပ်ပြသပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ